ဒီ drink က inspired by Siamese Fireback ပါ Siamese Fireback က Thailand ရဲ့ national ငှက်တစ်မျိုးပါဒီ signature drink menu အတွက်ဖန်တီးဖြစ်လာတာ၄မျိုးရှိပါပြီ Red Whiskey Bobo Summer Teenager Zaya The Barley Crew Spicy and Parrot Crazy Sansan Carbonated drink ရှိသေးပါဘူးဆိုတော့ကျွန်တော်ရိုးရှင်းရှင်းလေးပဲ Tom Collins ကို twist အနေနဲ့ Siamese Collins ဆိုပြီးတော့ဖန်တီးဖြစ်ပါတယ် ingredient က gin butterfly bee lemon cordial on top tonic ဖြစ်ပါတယ်အရသာကိုထိုင်းဆန်သွားအောင်ထိုင်း basil နဲ့ pineapple အနေငယ်ထည့်ပါတယ်ဒီ drink က gin based twist on Tom Collins tropical fruit power လေး time has ရနက်လေးနဲ့ refreshing တော်တော်ဖြစ်တဲ့ drink တစ်မျိုးဖြစ်ပါတယ် butterfly pea ပါသုံးထားတော့ကာလာလေးကတော်တော်လှသွားပါတယ်ဒီ resort မှာ British တွေတော်တော်အလားများပါတယ်သူတို့က gin ထီတော့ Tom Collins တော့ကိုကြိုက်ပါတယ်သူတို့ gin ကိုတော်တော်ကြိုက်တယ်ဗျဒီ Siamese Calling က British market အတွက်ရည်ရွယ်ပြီးတော့ဖန်တီးဖြစ်တာပါတခါတလေကျွန်တော်တို့ကြိုက်တာတွေပဲဖန်တီးဖို့ထက်ကျွန်တော်စီကိုလာတဲ့ guest တွေဘာတွေကြိုက်လဲဆိုတာကိုအကဲခတ်ဖတ်တတ်ဖို့လိုပါတယ် okay ဖန်တန်ပိုင်းနာကိုနဲ့ပြန်တွေ့ပါမယ်